ကဲဒီနေ့မှာတော့အုပ်စု H ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့မြန်မာနဲ့အာဖဂန်တို့ရှင်ပြိုင်ကစားခဲ့တယ်ဒီပွဲမှာတော့အာဖဂန်ကအသိကြီးပြည်မြန်မာကို8-9မရှိဆိုတဲ့ရလဒ်နဲ့6ပြတ်ပဲနိုင်ယူသွားခဲ့တယ်ပေါ့နော်မြန်မာအသင်းဟာဒီနေ့ရှုံးသွားတဲ့ရလဒ်ကြောင့်အုပ်စုဒုတိယအကောင်းဆုံးနဲ့တက်ဖို့အတွက်တော့တခြားအုပ်စုတွေမှာအခုလက်ရှိကျင်းပနေတဲ့ရှင်ပြိုင်နေတဲ့အသင်းတွေရဲ့အခြေအနေကိုတော့ရင်တမမနဲ့စောင့်ကြည့်ရတော့မယ့်အခြေအနေဖြစ်သွားပြီနော်ဒီနေ့မှာလည်းမြန်မာအသင်းကမော်တိုင်းနဲ့အသင်းတွေတော့ပွဲထွက်လူစင်းအတိုင်းပဲကိုးသမားနေရာမှာမိုင်းဆိုမြတ်ထွေငိမ့်မင်းဆိုမျိုးမြင့်ဆိုအောင်စင်ဦးနိုင်ထင်းထွန်းကျော်တို့နဲ့တော့ပွဲကိုစတင်နေတယ်ဒီနေ့မှာတော့မြန်မာအသင်းအနေနဲ့ကိုယ့်ထက် global ranking အဆင့်20ကျော်လောက်မြင့်တဲ့အသင်းနဲ့ရှင်ပြိုင်ခဲ့ရဖြစ်တဲ့ကြောင့်မလို့အရင်နေ့ကထပ်ပို့ပြီးတော့ဖိအားများနေတာကိုတွေ့ခဲ့ရတယ်စာပေပေါ်တော့အာဖဂန်စခဲ့တယ်ဆလာရဲဆိုတာနဲ့အာဖဂန်ကတော့အတင်းကြီးပြီးပဲတိုက်စစ်ကိုတော့တန်းပြီးတော့သွားခဲ့တယ်ဒီမှာဆိုလဲနံပါတ်3 individual နဲ့ဖက်ကျော်သွားပြီအိုးဘူးနဲ့လန်ထိုးရနော်ဆလာရဲကစကေးတွေပြဒီလုံးဆိုလဲကြည့်အောင်တကယ်ကောင်းတဲ့ shooting မဆုမြတ်ထွေးကောင်းလို့လားဒီလုံးလေးကဒါကတော့မတင်းရဲ့နောက်တန်းမှာလူပေးမားကနေတစ်ဆင့်စတင်ပြီးတော့9ရက်ပေးလိုက်ရတာပေါ့နော်အေးရှိရှိပဲအာဖဂန်နေတွန်းသွားလေးရတော့စတင်ရရှိသွားခဲ့တာဖြစ်ပါတယ်ဒီသွင်းကိုကျောင်းနံပါတ်3ဟာမီရီဇာရဲ့ပေးပို့မှုကနေပဲကျွန်တော်အစောပိုင်းတင်ပြမြန်မာအနေနဲ့ကောင်းတာကနေတော့နင်းငယ်လေးတွေ900ဖို့အတွက်ခွင့်ရခဲ့ဆိုပေမဲ့လည်းအာဖဂန်ကိုးသမားလည်းတော်တော်လေးလက်ဆန်းပြပြီးကာကွယ်ရတွေ့ရဒီလုံးလေးဆို2ဆင့်တွေကပုတ်သွားတယ်နော်ကိုပဲလေး900တော့မဲ့နေထားပဲဒီကအာဖဂန်ကတော့လုံးဝ individual ရော team all ရပါတော်တော်လေးကိုကောင်းဒီလုံးဆိုလည်းအမရှေးယူခါပါကန်လာရင်းနဲ့ပြော့သွားတယ်နော်ဒါလည်းအာဖဂန်ကိုးသမားကွင်းလေးရနေပြီးဆွဲပြီးလန့်ကန်တဲ့လုံးလေးပေါ့နော်အိုးဆိုမြတ်ထွေးဒါတော့ကိုပဲလေးလွတ်သွားတဲ့လုံးလေးကိုပြစ်တယ်လို့လန့်ကန်လိုက်တာပေါ့နော်ဒီလုံးဆိုတော့တစ်ချက်ရှိုးလိုက်အောင်လုံးဝမြေမကြဘောလေးကို fitting တွန်းသွားတော်တော်လေးကောင်းပါဆလာတွေကအဲ့လိုမြေမကြဘောလေးတွန်းရပါတော့ပထမတစ်လုံးလုံးကလေကိုယ်သမားလေးကောင်းသွားလို့သိလိုက်တာအိုးဒီလုံးဆိုတော့ကြည့်အောင်ဆောင်းလန်းနဲ့ individual ထုတ်တာကြီးတယ်သူတို့တင် chemistry ရတယ်ရေကြောက်ဖို့ကောင်းရှိုးလိုက်အောင်ထုတ်ပြီးပေးသွားလူမရှိနေလို့လားနော်အိုးကောင်းတယ် block လို့ထပ်ပြီးတော့လားဒါလေးကတော့တကယ်ကြိုက်လို့ရှေးထုတ်ပြီးလောက်ရတာလေအလှလေးနော်ပေါင်ကြားလေးတွေကနေပြီးတော့တိုင်းမပေးခဲ့ဘူးအဲလုံးဖောင်းဒါလည်းအာဖဂန်ဘက်ကနေပြီးတော့ဖောင်းလုပ်လို့ဆိုပြီးတော့ပေးလိုက်တဲ့လုံးလေးပေါ့နော်ကူတော့မကူခဲ့ဘူးဒါပေမဲ့နီးဆက်ခဲ့တယ်ဒီလုံးကနော်တကယ်ဒီဘေးရဘောလုံးအရေးကျိုးတောက်ထားလားမသိဘူးထွက်သွားတာလေးတွေဒီလုံးဆိုတော့ရှိုးတယ်မင်းကန်သူကပါသွားတာအိုးကန်ကောင်းလို့နော်အဘေးတန်းညာနဲ့ကန်လိုက်ရလို့လားနောက်နံပါတ်3အိုးဆွဲသွားတာလေးကရှိုးဝင်အေးသွားပြီလုံးဝလို့မမရတော့နော်သူ့ဘက်ကနေပြီးတော့ကန်မိတ်လူမရှိရတော့မှကိုလူနဲ့ကိုတော့မှတော်တော်လေးကို pressure တွေများနေရကြီးကယောင်အိုးယောင်လေးလက်ပါတယ်ဒီလောက်1-1ရဲ့ marking နဲ့ကတ်ထားတယ်ကီပါလည်းထောင်ချင်းကိုလည်းကာထားရကြားရနေပြီးတော့နော်လုံးဝဟိုဘက်အကျယ်ကိုလှမ်းပြီးတော့ကန်သွားတာကြီးရတကယ်ပါဒီလုံးရဲ့ user လေးဆိုတကယ်မိုက်တယ် Evan Story တစ်ချက်တော့ first လေးငိမ့်ညာအဲ့ရှုပ်လို့မရအောင်တက်တာကြီးရနော်အဲ့လုံးဆိုတော့ရှိုးလာအောင်တကယ် supply ဆောင်းအောင်ကြောက်ဖို့ကောင်းတယ်ဝင်သွားလို့ကတော့တော်လေးလာလုံးလဲကန်ကောင်းလို့တကယ်အဲ့ဘဲလုံးဝ first ကြီးငိမ့်ခံဒါတော့ညီမရှီထိုးပေးလိုက်တာမရဘူးအေးမပေါက်ဘူးစားအေးရှိုးအောင်ကွာကောင်းလာကြီးပေါက်သွားတာကြီးကလုံးဝကျွတ်စင်တကယ်မိုက်တာတကယ်ဝေါကကန်ထားတဲ့အသင်းလို့မပြောပါဘူးနော်လုံးဝတင်းဝေါဆပ်လီယော individual တွေရောတကယ်ကိုပြောရမှရှိတယ်ဘယ်နေရာမှဟာကွမ်းမရှိဘူးဘလို့မှရှင်လို့မရမြန်မာအနေနဲ့နော်ရောလေရှုံးအဲ့လိုပုံစံနဲ့ကန်သွားတာတောက်လျှောက်အဲ့ဘဲပေါက်တွေကသူတို့ဘက်ကတကယ်အလားတွေကတော်တော်ဆော့တာတော်တော်လေးလေးကောင်းတယ်အဲ့နမစတဲ့ဆိုတော်တော်လေးကိုကောင်းတာအဲ့ဘဲတစ်ပေါက်ကိုလုံးဝထိမ့်မနိုင်ဒီဘဲကိုဒီလုံးကနော်ဒီဘဲ scale ကိုတကယ်ကြိုက်လို့မင်းခန့်ထိုင်ချသွားဖိနိုင်မှာချရတယ်ဘောဖြစ်သွားโอเคဒါကတော့ကွန်ပျူတာအောင်ခုပြီးတော့မင်းခန့်လန်ကန်တာဘောနော်ကိုတော့မရလဲ
ရှုံးထုတ်သွားတာလေဟာကန်ကောင်းလေသူ့လိုချင်းချင်းကာပြီးဒီဘက်ဘဲဆိုတော့ကောင်းတာထုတ်သွားတာလေအေးမရတော့နော်လုံးဝနှစ်ဆင့်ဖြစ်သွားကိုသမားလည်းတော်တော်လေးပုတ်လိုက်တာပဲသူစားသမားတွေကစင်တစ်တွေဖြစ်နေတောက်လျှောက်ကဒါတော့ဒုတိယပိုင်းကတော့မြန်မာ5 play ကစားရင်းနဲ့ပေါ့နော်ကမ်းမောက်ရကိုလွင်းရောင်ရှိကိုသမားတခေချောက်ကမလီလီနှစ်ဆင့်နော်မတင်တော့အေးသွားပြီအေးဒါတော့နောက်ဆုံးလုံးလေး public ကစားရနေပြတယ်နော်ဒီပွဲကတော့မြန်မာကတော့ရှကူကိုမရှိနဲ့ရှုံးရတယ်အုပ်စုလက်ဖို့တော့ခြားအသင်းတွေတော့ဆက်လက်ဆောင်ကြည့်ရဖို့တော့အခြေအနေရှိတယ်ပွင့်နေပြောရင်တော့အခြေအနေတော့မကောင်းဘူးပေါ့နော်ကဲနောက်နေ့ရရင်တော့ထပ်တွေ့မယ်နော်ဗီဒီယိုလေးကိုကြိုက်လို့ရှိရင်တော့ like လေးတွေအသေးလေးတွေနဲ့ပေးပြီးတော့ support ပေးခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးပါ